ချိုရင်အဲ့ဒီလာဟာခြုံမိန်တဲ့ကံကောင်းခြင်းတွေရရှိမယ်အားလုံးမင်္ဂလာပါရန်ကုန်ရင်ကုန် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နှစ်တစ်ကူးညရောက်ပြီဆိုရင်တဦးတယောက်ချင်းစီဘာတွေလုပ်လို့ရှိပါသလဲကိုအိမ်မှာမိသားစုနဲ့စားတောက်ကြမှာလားပါတီပွဲတွေသွားကြမှာလားဘယ်လိုပဲဖြစ်ဖြစ်ကမ္ဘာနေရအနှံ့မှာတော့နှစ်တစ်ကိုကြိုဆိုတဲ့ထူးထူးခြားခြားဒလေးတွေအများကြီးရှိပါတယ်ဒီနေ့မှာတော့ကျမတို့ကမက္ကဆီကိုနိုင်ငံရဲ့အချိုမြေဆုံးနှစ်တစ်ကူးဒလေးတစ်ခုအကြောင်းကိုလေ့လာကြည့်ကြရအောင်မက္ကဆီကိုမှာနေဟောင်းကုန်လို့နှစ်တစ်ထဲကူးပြောင်းမဲ့ညတကောင်ရောက်ပြီဆိုရင်တနိုင်ငံလုံးဟာအာယုံစိုက်နေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့နာယီခေါင်းလုံးတန်12ချက်ပါပဲခေါင်းလုံးတန်တွေစတင်ထိုးလိုက်တာနဲ့မက္ကဆီကန်တွေဟာသူတို့လက်ထဲကပကံလေးထဲမှာထည့်ထားတဲ့စပစ်သီး12လုံးကိုစားဖို့အသင့်ပြင်ကြရပါပြီစိတ်ဝင်စားဖို့ကောင်းတာကဒီဒလေးဟာတည်ငြိမ်အေးဆေးစွာစားရတဲ့အလေးအကျင့်မျိုးတော့မဟုတ်ပါဘူးဒါဟာအချိန်နဲ့အပြိုင်အပြေးအလွှာလှုပ်ဆောင်ရတဲ့စိန်ခေါ်မှုတစ်ခုပါခေါင်းလုံးတန်တစ်ချက်ထိုးလိုက်တိုင်းစပစ်သီးတစ်လုံးကိုချက်ချင်းမျိုးချပြရမှာပါခေါင်းလုံးတန်12ချက်ထိုးလို့မပြီးခင်စပစ်သီး12လုံးကိုအကုန်စားနိုင်မှသာအောင်မြင်တယ်လို့သတ်မှတ်ပါတယ်စဉ်းစားကြည့်ပါ12စက္ကန့်အတွင်းစပစ်သီး12လုံးကိုမျိုးချရတာတချို့ဆိုရှာကိုက်မိတာပါဇက်ထဲပြေသွားတာနဲ့တော်တော်လေးရည်စရာကောင်းတဲ့မြင်ကွင်းတွေနှစ်စဉ်ဖြစ်နေတတ်ပါတယ်ဒါပေမဲ့ဒီဒလေးဟာစားတောက်တာထက်ပိုတဲ့အဓိပ္ပာယ်တွေတော့ရှိနေပါတယ်စပစ်သီးတစ်လုံးစီဟာလာမဲ့နှစ်ရဲ့လ12လကိုစားပြုတယ်စပစ်သီးတစ်လုံးစားလိုက်တိုင်းကိုယ်စိတ်ထဲမှာလာမယ့်နှစ်အတွက်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုတိတ်တဆိတ်ဆူတောင်းရပါတယ်။ဒါကြောင့်စပစ်သီး12လုံးဟာဆန္ဒ12မျိုးကိုစားပြုတာပေါ့။ပြီးတော့စားလိုက်တဲ့စပစ်သီးရဲ့အရသာကလည်းအရေးကြီးပါသေးတယ်။ချိုရင်အဲ့ဒီလာဟာချုံမိန်တဲ့ကံကောင်းခြင်းတွေရရှိမယ်။ချေရင်အဲ့ဒီလာမှာတော့အခက်ခဲလေးတွေစိန်ခေါ်မှုလေးတွေကြုံရနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အားမငယ်ပါနဲ့ချင်တာကလည်းဘဝရဲ့အရသာပဲလေဒီလိုမျိုးထူးခြားတဲ့ဒလေးကမက္ကဆီကိုမှာဘယ်ကနေစတင်ခဲ့တာလဲတကယ်တော့ဒီဒလေးဟာမက္ကဆီကိုရဲ့မူရင်းဒလေးမဟုတ်ပါဘူးသူတို့ရဲ့ကိုလိုနီတခင်ဖြစ်တဲ့စပိန်နိုင်ငံကနေဆင်းသက်လာတာပါ1909ခုနှစ်လောက်မှာစပိန်မှာစပစ်သီးတွေအရန်အထွက်များခဲ့တော့လယ်သမားတွေကဒါတွေကိုဈေးကွက်မြင့်တင်ခြင်းလို့နှစ်တစ်ကူးဒလေးအဖြစ်စတင်ခဲ့တာလို့သမိုင်းမှတ်တမ်းတွေကဆိုပါတယ်အဲဒီကနေတဆင့်လက်တင်အမေရိကကိုပြန့်နှံ့လာတာဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ခါနှစ်တစ်ကူးညရောက်တဲ့အခါအစားအသောက်တွေစားရုံပျော်ပွဲရှင်ပွဲလုပ်ရုံတတ်မဟုတ်တော့ပဲစပစ်သီး12လုံးတလေးကိုစမ်းကြည့်ပြီးတော့လာမယ့်နှစ်အတွက်ကံကောင်းခြင်းတွေနဲ့ဆန္ဒ12မျိုးကိုပြုလုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်။တယောက်ချင်းစီတိုင်းရဲ့အကြိုက်ဆုံးနှစ်တစ်ကူးတလေးကဘာလဲဆိုတာကိုလည်း comment မှာမျှဝေပေးခဲ့ပါအောင်နော်။